မင်္ဂလာပါခါရီဝိုင်ပေါ့ကတ်အစစင်ကနေကြိုဆိုလိုက်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းဖြစ်ပျက်နေတဲ့သတင်းအချက်အလက်တွေနဲ့ဒေတာခန်တွေရဲ့အတန်တွေကိုအပတ်စဉ်နားဆင်နိုင်မဲ့ပေါ့ကတ်အစစင်ဖြစ်ပါတယ်မင်္ဂလာပါဒီတစ်ခေါက်ဖော့ကတ်မှာတော့ရှမ်းပြည်နယ်တောင်ပိုင်းဟိုပုံးမြို့နယ်ကကျူးကျော်အမိတက်ခံရပြီးမူလဘိုးဘွားပိုင်မြေယာတွေအပေါ်မှာအတင်းအဓမ္မရွှေ့ပြောင်းခိုင်းခံရတဲ့ဟိုပုံးတောင်သူတွေရဲ့နောက်ဆက်တွဲဒုတိယပိုင်းအခြေအနေတွေကိုထပ်မံနားဆင်ရမှာဖြစ်ပါတယ်တစ်ဆက်ထဲမှာပဲတောင်ကြီးမြို့ပေါ်ကပင်စင်စားတွေရဲ့အိမ်ယာတိုက်ခန်းပိုင်ဆိုင်မှုတွေပေါ်အာနာသိန်းအကြမ်းဖက်စစ်ကောင်စီနဲ့၎င်းလက်အောက်ခံအဖွဲ့အစည်းတွေကအတင်းအဓမ္မပြောင်းရွှေ့ခိုင်းခြင်းနဲ့ဖိအားပေးနေခြင်းအခြေအနေများနဲ့ပတ်သက်ပြီးတော့ဒေသခံလူထုတွေရဲ့အတန်တွေကိုတင်ဆက်သွားဖို့ရှိပါတယ်ဒီတစ်ခါဖော့ကတ်ကိုတော့ကျွန်မနန်းခန်းလောင်ကနေပဲဥဆောင်သွားပါမယ်ဟိုပုံးမြို့နယ်လုံးခုတ်ကျေးရွာအုပ်စုနောက်တောင်ပရာဟိတကျောင်းတောင်ဘက်နဲ့အရှိတ်ဘက်မှာရှိတဲ့ဒေတာခန်နေအိမ်တွေကို2026ခုနှစ်ဖေဖော်ဝါရီလ29ရက်နေ့နောက်ဆုံးထားပြီးတော့ကိုရိုင်းဖြိုဖျက်ဖို့နဲ့မလိုက်နာဖို့ဆိုရင်ရှင်းလင်းနေရာချထားရေးလုပ်ငန်းကော်မတီအဖွဲ့ကအင်အားသုံးဖယ်ရှားသွားမယ်လို့ပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဦးစီးအဖွဲ့ကနေ2026ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ခဲ့တာကိုကျမတို့သိရှိခဲ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲအခြေအနေတွေကိုသိရှိရမှာဖြစ်ပါတယ်။အလားတူပဲပြီးခဲ့တဲ့လဖေဖော်ဝါရီလ19ရက်နေ့ကအာနာသိန်းအကြမ်းဖက်စစ်တပ်လက်အောက်ခံတဲ့ရှမ်းပြည်နယ်အစိုးရအဖွဲ့ကတောင်ကြီးမြို့ပြည်နယ်အားကစားကွင်းဘေးပတ်လည်မှာရှိတဲ့တိုက်ခန်းတွေစိုက်ခန်းတွေမှာနေထိုင်နေတဲ့သူတွေကိုအစည်းအဝေးခေါ်ခဲ့ပြီးတော့ဖေဖော်ဝါရီလ28ရက်နေ့နောက်ဆုံးထားနေရာရွှေ့ပြောင်းပေးဖို့ပြောဆိုခဲ့ရလဲသိရပါတယ်။ဒါကြောင့်ဘိုးဘွားဆင်ဆက်ဒေတာခံပိုင်စိုက်ပျိုးမြေယာတွေနဲ့ရက်ရွာနေအိမ်တွေကိုကျူးကျော်အမိတက်ပြီးတော့အဓမ္မရွှေ့ပြောင်းခိုင်းရတဲ့ပတ်သက်ပြီးဒေတာခံလူထုတွေကြုံတွေ့နေရတဲ့အခက်အခဲစိန်ခေါ်မှုတွေနဲ့ဘလို့ရင်ဆိုင်ဖြေရှင်းနေရလဲဆိုတာကိုဒီကနေ့ဖော့ကတ်ကနေနားထောင်ရမှာဖြစ်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျမနဲ့အပြန်အလှန်စကားပြောဖို့အတွက်မော်ထုကိုဖိတ်ခေါ်ထားပါတယ်။မော်ထုကအခုလက်ရှိကျူးကျော်အမိတက်ပြီးတော့အတင်းအဓမ္မရွှေ့ပြောင်းခိုင်းခံနေရတဲ့ဒေတာခံတောင်သူတွေနဲ့ချိတ်ဆက်မေးမြန်းထားတာဖြစ်ပြီးတော့လက်ရှိသူတို့ရဲ့အခြေအနေတွေကိုသိရှိထားသူဖြစ်ပါတယ်။လုံခြုံရေးအရာဒေတာခံတွေရဲ့ပြောဆိုထားတဲ့အတန်ဖိုင်တွေအစားမော်ထုကအစားထိုးပြောပြသွားမှာဖြစ်ပါတယ်။မင်္ဂလာပါမော်ထုဒီရက်ကတော့အရင်ပတ်တုန်းကပြောထားခဲ့တဲ့ဟိုပုံးမြေယာကိစ္စနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲအခြေအနေကိုဆက်ပြီးတော့မေးမြန်းတော့ဖို့ရှိမယ်ပေါ့နော်အလားတူပဲတောင်ကြီးမြို့ကစိုက်ခန်းတိုက်ခန်းတွေဖယ်ရှားခိုင်းတဲ့ကိစ္စကိုလည်းသိထားတာမျိုးရှိခဲ့မယ်ဆိုရင်မျှဝေခိုင်းစေချင်တယ်ဟုတ်ကဲ့ပါမနန်းကျွန်တော်လည်းသိထားသမျှကိုဖြေကြားဖို့အစဉ်တည်းပါပဲဒီကြားထဲမှာလည်းကျွန်တော်ကဒေတာခံချုံနဲ့ချိတ်ဆက်ပြီးတော့မေးမြန်းထားတာလည်းရှိတော့သူတို့ပြောစကားတွေကိုတော့ကျွန်တော်ကနေစစ်ပြပြပေးသွားဖို့ရှိမှာပေါ့နော်ဟုတ်ကဲ့ပါဒါဆိုရင်အရင်တစ်ပတ်တုန်းကပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဟိုပုံးမြို့နယ်လုံးခုကျေးရွာထဲမှာဘိုးဘွားပိုင်မြေယာတွေအပေါ်မှာဒေတာခံတောင်သူတွေရဲ့နေအိမ်တွေခြံခတ်ထားတာတွေကို2026ခုနှစ်ဖေဖော်ဝါရီလ29ရက်နေ့နောက်ဆုံးထားဖေရှားခဲ့တာကိုသိရတာပေါ့နော်ဆိုတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှနောက်ဆက်တွဲဘာတွေကြားမိတည်လဲအဲ့အရာတွေကိုပြောပြပေးပါဦးအခုထိကတော့နှစ်ဖက်စလုံးခြေနေတွေကငြိမ်နေတာတွေ့ရတယ်ရွာသားတွေဖက်ကလည်းအိမ်တွေဖြက်တာပစ္စည်းရွှေ့တာတွေတော့မရှိသေးပါဘူးပုံမှန်တိုင်းလုံနေကြလုံတွေပဲလုံနေကြတာပေါ့နော်ဒီစစ်တပ်နဲ့ဒေတာဦးစီးအဖွဲ့တွေကလည်းလာပြီးတော့ဖျက်ဆီးပစ်တာတွေအတင်းဖယ်ရှားခိုင်းတာတွေလည်းခုထိတော့တွေ့တော့မတွေ့နေရသေးဘူးပေါ့နော်အမှန်တော့ဒေတာခံတောင်သူတွေရဲ့မူလဘိုးဘွားပိုင်မြေယာတွေကို1992ခုနှစ်မှာစစ်တပ်ကနေပြီးတော့မြေလွတ်မြေလက်မြေရဲဥပဒေနဲ့တင်ခဲ့တယ်ဆိုပေမဲ့လည်းအဲ့ဒီမြေပေါ်မှာရွာသားတွေကနေလာကြတာကိုသိရတယ်2015ခုနှစ်မှာမူလမြေပိုင်ရှင်ရွာသားတွေကိုပြန်ပေးဖို့အတွက်စစ်တပ်ကလှုပ်ထိုးလုံနေတွေနဲ့နိုင်ငံတော်အစိုးရကိုပြန်အပ်ခဲ့ပြီးတော့အစိုးရကလည်းမြေပိုင်ရှင်တွေကိုပြန်ပေးအပ်ဖို့အတွက်ပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဦးစီးအဖွဲ့ကနေပြီးတော့တာဝန်ပေးခဲ့တာကိုသိရတယ်အဲ့ဒီကိစ္စအပေါ်မှာမော်ထုအနေနဲ့ဘာတွေထပ်သိထားတာရှိလဲလက်ရှိအနေထားအရာဘာလို့ရွာသားတွေကသူတို့ရဲ့မြေယာကိုပြန်မရတာလဲပြောရရင်တော့ဒေတာဦးစီးအဖွဲ့တွေနဲ့ PNO ကအဓိကလောက်တယ်လို့မျိုးဖြစ်နေတော့ဘယ်သူမှလည်းမပြောရဲကြဘူးလေသူတို့ကသာပြန်ပေးဖို့တာဝန်ရှိတာကိုမပေးဘဲနဲ့စီမံကိန်းလုပ်ဖို့အကြောင်းပြပြီးတော့ဆက်လက်ထိုက်တိတ်ထားတယ်လို့မျိုးဖြစ်နေတာပေါ့နော်
သူတို့ကအတင်းအကျပ်မလုပ်တည်၍တော့ဒီတိုင်းပဲစစ်နေရအောင်မထင်နဲ့ PNO အနေနဲ့ဝေရောက်ဆုတ်ဖက်လာမယ် PNO ကရွာသူကြီးတွေကိုပြောလိုက်ပြီးတောက်သူတွေကအတင်းရွှေ့ပေးရမယ်ထင်တယ်အဲ့လိုမဟုတ်ဘဲနဲ့ PNO ကမူလပိုင်ရှင်ဖက်ကရက်တီပေးတော့တနည်းတစ်မျိုးတော့ဖြစ်လာနိုင်တယ်ပေါ့နော်အရင်ကဆိုဒေါ်ဆောက်ကြီးအစိုးရလက်ထက်မှာပြည်သူအချို့ကလည်းတတ်တိနားလေတော့အစိုးရတွေကိုစာရီပို့ခဲ့တာတွေလုပ်တယ်အဲ့ဒါနဲ့စီမံကိန်းလည်းရက်လိုက်ကြတာပေါ့နော်အခုတော့စစ်တပ်အာဏာပြတ်သိမ်းလိုက်တော့စီမံကိန်းကိုပြန်လည်ပတ်ဖို့လုပ်နေတော့တောက်သူတွေကဘာမှလုပ်လို့မရတော့ဘူးလေအခုညီပေးမဲ့သူတွေကလည်းအရင်ကလောက်မရှိတော့ဘူးပေါ့ အဲ့ဒါဆိုရင် PNO ကပအိုးဒေတာမှာလောက်ပိုက်ခွင့်ရှိနေရလဲဖြစ်တယ်ဘာလို့တောင်သူတွေဖက်ကနေမရက်တီပေးရတာလဲနောက်ကွယ်မှာအခြားဘလို့အကြောင်းအရာမျိုးတွေရှိနေသေးလဲတိထားတာရှင်ပြောပါဦး တီချတယ်အခုကိစ္စမှာ PNO ပါဝင်နေတယ်ဆိုရင်တော့တောက်သူတွေအနေနဲ့မြေပြန်မရနိုင်တော့ပေးပက်တမနီဆက်ရုပ်ဖက်ကချင်နေတယ်နဲ့တူတယ် PNO အနေနဲ့သူတို့အကျိုးစီးပွားပါဝင်နေတော့တောက်သူတွေဘက်ကရက်တီပေးရမဟုတ်လေစစ်တပ်ဖြစ်ဖြစ် PNO ဖြစ်ဖြစ်သူတို့အကျိုးစီးပွားရှိနေတော့အသေးတမဖယ်ရှားခိုင်းမှာပဲမြေယာဥပဒေတွေကလည်းတောက်သူတွေအတွက်ဘာကူညီမရမှာမဟုတ်ပြီးတော့လက်ရှိနိုင်ငံရေးအခြေအနေရရောပြည်သူတွေဖက်မှာဘာခွင့်ရမှမရှိနေဘူးလေ2008ဥပဒေအတိုင်းဆိုရင်မြေပေါ်မြေအောက်ရေပေါ်ရေအောက်အားလုံးကအစိုးရပိုင်ဆိုင်ပြီးပြဋ္ဌာန်းပြီးသားဆိုတော့ဥပဒေအရပြည်သူတွေဖက်မှာမရှိနေဘူးပေါ့နော်လက်ရှိအခြေအနေနဲ့ပြည်သူတွေအတွက်ဘာကူညီမှမရတဲ့မြေယာဥပဒေအတိုင်းသာဆိုရင်ပိုဆိုးလာဖို့ပဲရှိတယ်တောင်သူတွေအနေနဲ့ကရောအခုအဲ့ဒီမြေယာပေါ်မှာနေထိုင်လောက်ကင်နေကြသေးလားသူတို့ရဲ့နေ့စဉ်လောက်ကင်စားတောင်းနေရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့မှတိထားတာရှင်ပြောပြပြပါဦးခြံတွေကတော့ဒီအချိန်ကပြောင်းဖူးတွေတိတ်ပြီးသွားပြီဆိုတော့မြေယာလို့တွေအများစုဖြစ်နေတာပေါ့နော်တချို့ကြတော့နိရှိပြေစိုက်ထားတဲ့ခြံတွေကတော့ဒီတိုင်းပဲလွတ်ထားတာမျိုးရှိပါတယ်တချို့တောက်သူတွေကြတော့လည်းတကယ်ပဲသူတို့မြေတွေဆောက်ချောင်းမှာကိုစိုးရိမ်နေကြတာပေါ့နော်စိုက်ပျိုးလောက်တဲ့ခြံတွေတောက်ရတွေလည်းအများကြီးပါတော့ပူဆွေးတော်ကရောက်နေကြတာမျိုးတော့ရှိတယ်တချို့ခြံသမားတွေဆိုရင်ရှိသမျှပိုင်ဆိုင်ထားတဲ့ခြံတွေကလည်းပါကုန်တယ်ဆိုတော့တကယ်လို့မြို့တိုးချဲ့စီမံကိန်းလုပ်မယ်ဆိုရင်နေစရာလောက်စရာမြေယာမရှိတော့တဲ့မျိုးလည်းရှိလာတာပေါ့နော်တောက်သူတွေကအဲ့ဒီမြေယာကိုပဲအားထားနေကြတော့သူတို့စာဝတ်နေရဲ့အတွက်အဲ့ဒီမြေတာမရှိတော့ရင်သူတို့ဘာလို့စားကြမှလည်းမသိတော့ဘူးပေါ့အခုအဲ့ဒီမြေယာကိစ္စနဲ့ပတ်သက်ပြီးတော့မှကူညီပေးနေတဲ့သူတွေကရှိလားအကြံဉာဏ်ရယူပေးနေရမျိုးတော့ရှိလားဟုတ်ကဲ့လောလောဆယ်တော့အကြံဉာဏ်ယူတာမျိုးတော့ရှိပါတယ်မြေယာကိစ္စကိုတစ်ထဲဝင်ကူညီပေးတာမျိုးတော့မရှိသေးဘူးကျွန်တော်တို့ချိတ်ဆက်ထားတဲ့သူတွေတော့ရှိတယ်သူတို့စီကနေတစ်စစ်ရှိနေတဲ့မြေယာဥပဒေဆိုင်ရာအကြံဉာဏ်ယူတာမျိုးတော့ရှိတာပေါ့နော်အခုနောက်ပိုင်းကတော့နောက်တော့တောက်ဖက်ကဒေတာခန်ဆိုရီကော်မတီဖွဲ့ထားရရှိတယ်လက်ရှိမှာတော့ဝေရောက်ညှိနှိုင်းပေးတာမျိုးတော့မရှိသေးပါဘူးအကယ်၍ဂျားဝေညှိနှိုင်းတာမျိုးရှိလာခဲ့ရင်ဒါမှမဟုတ်ရင်အတင်းဖယ်ရှားခိုင်းတာမျိုးကြုံလာခဲ့ရင်ဒေတာခန်တောက်သူတွေအနေနဲ့ဘယ်လိုမျိုးပြင်ဆင်ထားတာရှိလဲဘယ်လိုမျိုးတုံ့ပြန်ဖို့အတွက်စဉ်းစားထားလဲဘယ်လိုဆက်ဖြစ်လာမလဲတော့မပြောတတ်သေးဘူးပေါ့နော်ဟိုပုံမျိုးနယ်က PNO ပါတီအနိုင်ရထားတာဖြစ်တယ်သူတို့နယ်မြေဆိုတော့ဒေတာဦးစီးအပြောင်းလဲရှိလာခဲ့ရတော့မှတောက်သူတွေအတွက်တော့မျောလစ်ချက်တော့တိတ်မရှိနေဘူးပေါစံတစ်မျိုးပြောင်းပြီးတော့တောက်သူတွေကိုဘယ်လိုဆက်ဖြစ်နိုင်မလဲပေါ့နော်အခုကလည်း PNO အဖွဲ့ဝင်ပွဲစားတွေကစီမံကိန်းဖော်ဖို့ share တွေထည့်ထားတယ်လို့တော့ပြောတန်ကြားတယ်အဲ့ဒီအတွက်ကျွန်တော်တို့အနေနဲ့တက်တည်ထောက်ထားမရှိတော့ချပြလို့လည်းမရသေးဘူးပေါ့ဒေတာခန်တောက်သူတွေအနေနဲ့ကတော့လက်ရှိနေတဲ့နေရာကနေလောကမရွှေ့ဘူးလို့တော့အကလုံးတိုင်ပင်ထားကြတာပေါ့နော်စီစီလလောပဲအတူတူနေကြမယ်ပြောထားကြတာပေါ့ဒေတာဦးစီးအဖွဲ့ကရောအဲ့ဒီမြေယာနဲ့ပတ်သက်ပြီးတော့မှဘာတွေလုပ်နေရရှိလဲအခုညင်နေပေမဲ့ဘာတွေဖြစ်လာနိုင်လဲနလပိုင်း29ရက်နေ့မတိုင်ခင်25ရက်နေ့မှာပေါ့နော်အဲ့နေ့ကဟိုဘောဌာနဆိုင်ရာတွေအစည်းအဝေးလုပ်တယ်လို့တော့သိရတယ်ဘာတွေဆွေးနွေးကြတယ်လဲတော့အသေးစိတ်မသိရသေးဘူးဒေတာခန်တောက်သူတွေလည်းမပါဘူးပေါ့ဌာနဆိုင်ရာတွေပဲလောက်ကြရပေါ့နော်ကျွန်တော်တို့ကြားထားတာကတော့အခုဒီမြေယာကိုဒေတာဦးစီးအနေနဲ့မလောက်တော့ဘဲနဲ့ဒေတာဦးစီးထဲမြင့်တဲ့အစိတ်ကနေကတ်တွယ်ဖို့သူတို့ပြည်စီနေလို့တော့ကြားသိရတယ်ဟုတ်ကဲ့ပါမောင်ထွေရေဆိုတော့နောက်တစ်ခုအနေနဲ့ရှမ်းတောင်မှာအခုလိုမြေယာပြည်နာတွေကြုံတွေ့နေရတဲ့ဒေတာတွေထပ်ရှိသေးလားပေါ့နော်ဘယ်လိုပုံစံမျိုးတွေနဲ့ပြည်သူပိုင်မြေယာတွေတင်းစိတ်ခံနေရတာတွေရှိသေးလဲဟုတ်ကဲ့လက်တော်တွေ့ရတာကတော့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမှာလည်းတည်င်းတစ်ခုကြားရတယ်ပေါ့နော်အဲ့ဒါကတော့တိုက်ခန်းဆိုင်ခန်းပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့ဖ
表水被迫一定 PRB ในรถที่ยาเลยอาณาไตอาจจะเพื่อสิทธิ์แล้วขันฉันปีเนี่ยสุยาเพื่อก็ต่อจิมยูปีเนี่ยก็จะกุยบีบปัดเลยมาสิเลยใต้ขันด้วยใส่ขันด้วยมาบ่เนาะนิทายได้ตัวดูก็สิวิขอปีรอฟีไฟล่าในเซสชันนี่นอกเสาทาเนี่ย表水被迫เท่ากูอย่างงาคนนี้ก็สุยาอุปสรรคเนี่ยเท่าเช่นอุบัติยาเพชรสาวยังไม่สูปีรออาเจ้าจ้าสาปีปูเขราตียานะบ่เนาะအဲ့ဒီတိုက်ခန်းစိုက်ခန်းတွေမှာနေထိုင်တဲ့သူတွေကပင်စင်စားတယ်လို့သိရတယ်ပေါ့နော်လက်ရှိကရောအဲ့ဒီစိုက်ခန်းတွေဖယ်ရှားခိုင်းပြီးတဲ့နောက်မှာနောက်ဆက်တွဲအခြေအနေသိထားတာရှိသေးလားဂျာတိယတလောက်တော့ရှမ်းပြည်နယ်အစိုးရဖွဲ့ရဲ့အစည်းအဝေးမှာစိုက်ခန်းနေထိုင်သူတွေကိုပေါ့နော်တောင်ကြီးမြို့မိဖို့ပြန်ကွေးပေးကတိုက်ခန်းကိုပြောင်းရွှေ့ခိုင်းတယ်နောက်ပင်စင်စားတွေကိုတော့အေးတရာကလူတိုက်မနေတဲ့မင်းကျန်စစ်အရာဖက်ကိုရွှေ့ပြောင်းခိုင်းပြီးတော့အမိပေါက်စရင်နဲ့လွယ်ပြောင်း900တော့တွေမရှိဘူးလေတိရတာပေါ့အဲ့လိုလူသိမ့်မများတဲ့အရာဖက်ကိုပြောင်းနေရရင်ပင်စင်စားတွေအနေနဲ့ဘယ်လိုမျိုးအခက်အခဲတွေရှိနိုင်လဲပင်စင်စားတွေကဝထန်လက်စာနဲ့တိုက်ခန်းတွေဝယ်ထားပြီးတော့ဒီမှာနေတာနေ20ကျော်နေပြီအေးတရာကနေတောက်ကြီးကိုပင်စင်ဘယ်လိုလာထောက်မလဲဝေးလို့လိုက်ကလည်းမစည်းနိုင်ဘူးဖြစ်မှာလေပြီးတော့အခုခေတ်ချင်းနေနဲ့ကာခဈေးနဲ့လုံချုံကြီးရလည်းရှိသေးတယ်သူတို့အစားထိုးပေးတဲ့မြေမေးကြံစစ်အရာလည်းအဝေးကြီးကာလာပေါက်စီတံပိုးပြရမှာပဲအစီပြနိုင်မဲ့တနေရလာတော့ပြောင်းရွှေ့နိုင်မယ်ထင်တာပေါ့နော်ရှမ်းပြည်နယ်အစိုးရတွေကညှိနှိုင်းအစီအဝေးလုပ်ခဲ့လို့ကြားတယ်ပေါ့နော်အဲ့ဒီအစီအဝေးအခြေအနေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးသိထားတာရှိသေးလဲဖေဖော်ဝါရီလ19ရက်ကပြလုပ်ခဲ့တဲ့ညှိနှိုင်းအစီအဝေးမှာတော့တိုက်ခန်းပြအားဖို့ခံကတိလက်မှတ်ထိုးခိုင်းတော်တွေအများစုကတော့လက်မှတ်ထိုးခဲ့ပေမဲ့ဒီထပ်မညှိနှိုင်းလို့တဲ့တူတွေကတော့နေပြည်တော်အထိစာတွေပို့ထားရတော့သိရတယ်ပြောင်းတာလည်းမြင်ညီထပ်မှာအငားဆိုင်ဖွင့်ထားတဲ့စီးပွားရေးသမားတွေလောက်ပဲပြောင်းတာပေါ့နော်တကယ်နေတဲ့သူတွေကတော့မပြောင်းကြသေးဘူးရတဲ့ပန်ပိုင်လို့ယတနာထုံးကုမ္ပဏီကပြောင်းရောက်ခဲ့တယ်ဆိုတော့အေးတရာကြီးဖြူကန်နာကမိကျစီအရာမဟုတ်ရတော့မှအဲ့နာကမြည်တကွဲဆိုရတော့မညီမျှဘူးလို့တိုက်ခန်းပိုင်ရှိတွေစီကနေကြားသိရတာပေါ့လက်ရှိအခြေအနေထိအင်အားသုံးဖြူဖြက်ဖယ်ချတာမရှိသေးဘူးလို့သိရတယ်ပေါ့နော်ထပ်မံညှိနှိုင်းလို့တဲ့တိုက်ခန်းပိုင်ရှင်တွေကတော့အထက်လူကြီးတွေသိအောင်အချိန်မီစီမံပေးနိုင်အောင်ပြည်တော်စုဝန်ကြီးကိုအဓိကလိမ့်မှုပြီးတော့စာပို့ထားလို့သိရတယ်။အဲ့ဟာနဲ့ပတ်သက်ပြီးတော့မှအခြေအနေဘာထူးသေးလဲ။ဘာကြားထားသေးလဲ။ပြန်ကြားရတာတော့စိုက်ခန်းပိုင်ရှင်တွေတချို့တော့ပြောင်းပြီးပြောင်းလိုက်တဲ့အခန်းတွေရှိမှတော့စာတွေကတ်ထားလို့တော့သိရတယ်။မပြောင်းရွှေ့တည်တဲ့သူတွေနဲ့ကတော့နောက်ထပ်ညှိနှိုင်းမှုတွေရထားလို့တော့သိရတယ်ပေါ့နော်။အခုလာမဲ့မတ်လ20ရက်နေ့တော့တခုဖြစ်လာနိုင်မယ်ထင်တယ်။အဲ့လိုလဲပြောတန်ကြားတာပေါ့နော်ဟုတ်ကဲ့ပါပြောရတဲ့အကြောင်းအရာတွေကလည်းအတော်တော်လေးကိုစုံနေပြီဆိုတော့အစီအစဉ်ကိုဒီမှာပဲရပ်နားချင်ပါတယ်ဒီအစီအစဉ်မှာပါဝင်ပေးသွားတဲ့အမောက်ထုကိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါမနန်းကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျအခုကတော့ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ဘိုးဘပိုင်မြေယာတွေနဲ့အရန်တိုက်ခန်းတွေအပေါ်မှာအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအပါအဝင်အာဏာရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကအတင်းအဓမ္မပြောင်းရွှေ့ခိုင်းခြင်းနဲ့ဖိအားပေးနေခြင်းအခြေအနေနဲ့ပတ်သက်ပြီးတော့ဟိုပုံးတောင်ကြီးစားတဲ့မြို့နယ်တွေကဒေသခံလူထုတွေရဲ့အတန်တွေကိုမောက်ထုကတဆင့်နားထောင်ခဲ့ရတာဖြစ်ပါတယ်အရင်အပတ်ရဲ့နောက်ဆက်တွဲအခြေအနေတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်1990ဝန်းကျင်ကမြန်မာနိုင်ငံမြေလက်မြေလွတ်မြေရဲ့ဥပဒေထုတ်ပြန်ပြီးတော့အာဏာပိုင်တွေကအချိန်မရွေးပြန်သိမ်းလို့ရတဲ့အခြေအနေတွေကိုဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။မြေလက်မြေလွတ်မြေရဲ့ဥပဒေကခရိုနီလူဒန်းစားတရက်ကိုပေါ်ပေါက်စီတာအခုအချိန်ထိအမှန်ကန်နေဆဲပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့မြေယာပိုင်ဆိုင်မှုဥပဒေနဲ့ပတ်သက်ပြီးတော့အပြောင်းအလဲပြုလုပ်ဖို့လိုအပ်နေပြီးတော့ဘိုးဘွားပိုင်မြေယာတွေနဲ့ဒလိထုံတန်းအရာပိုင်ဆိုင်မှုတွေအပေါ်တရားဝင်မှုရှိလာအောင်လုပ်ရတဲ့ဥပဒေတွေကလည်းအမှန်တကယ်လိုအပ်နေပြီဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ဘိုးဘွားပိုင်မြေယာတွေနဲ့အိမ်ယာတိုက်ခန်းတွေအပေါ်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအပါအဝင်အာဏာရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကအတင်းအဓမ္မအပြောင်းရွှေ့ခိုင်းခြင်းနဲ့ဖိအားပေးနေခြင်းအခြေအနေတွေကိုခါးရီဝိုက်ကပြန်လည်ပြောပြပေးတာကိုနားဆင်ခဲ့ရတာဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့မိမိရဲ့ဒေတာတွေမှာဖြစ်ပျက်နေတဲ့လူအခွင့်အရေးချိုးဖောက်မှုအခြေအနေနဲ့ဒေတာခံတွေရဲ့အတန်တွေကိုဖော်ထုတ်ခြင်းနဲ့ဆိုရင်ခါးရီဝါရဲ့တက်ဆိုင်ရာမီဒီယာ channel ချက်ပေါက်တွေမှာလုံခြုံစိတ်ချစွာသတင်းပေးပို့နိုင်ပါတယ်။အခုနားဆင်နေခဲ့ရတဲ့အကြောင်းအရာတွေကိုကျမတို့ခိုင်ဝိုင်းကနေတင်ဆက်နေတာပါခိုင်ဝိုင်း Pocket Assistant တွေကို Facebook, YouTube, TikTok နဲ့
Telegram Channel တို့မှာအပတ်စဉ်တိုင်းနားဆင်နိုင်ပါတယ်။နောက် podcast တွေမှာပြန်ဆောင်ကြရအောင်ရှင်။ကျွန်မ Agree ပါ။